အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမ်းမာရေးအတွက်အထောက်အကူပြုတဲ့ဟင်းနုနယ်ရွက်ကိုပစွန်စိတ်ကလေးနဲ့ကြော်ကြက်လေးချက်စားမှာဖြစ်ပါတယ်ဟင်းနုနယ်900တန်တစ်စီအသုံးပြုထားပါတယ်ရှင်ပစွန်1500ဘူးကျွန်မဝယ်လာခဲ့ပါတယ်အကုန်မထည့်ပါဘူးเนาะတဝက်ပဲထည့်မှာပါရှင်ဒါဆိုရင်တော့ကျွန်မတို့ဈေးဘူး1300လောက်နဲ့လူ2ယောက်ကောင်းကောင်းစားလို့ရတဲ့အရေးတောက်ဟင်းလေးတစ်ခွက်ချက်လို့ရမှာဖြစ်ပါတယ်ရှင်စီယူတော့ကျွန်မထမင်းစားစွန်း2စွန်းအသုံးပြုထားပါတယ်စီပူလာပြီဆိုရင်စနွေးမုံထည့်မယ်ပြီးတော့ကျမတို့တပြားရိတ်ထားတဲ့စက်သွံပြူလေးတွေကိုထည့်ပြီးတော့မွေးလာသည့်အထိကြော်ပေးပါမယ်မွေးလာပြီဆိုလို့ရှိရင်တော့ပဇွန်ထည့်ပြီးတော့ပဇွန်ရဲလာသည့်အထိအနံလေးမွေးလာတဲ့အထိပေါ့နော်ကျမတို့ကြော်ပေးရပါမယ်ခုလိုနေထားမျိုးလေးရောက်ပြီဆိုရင်တော့အရွက်ထည့်ပေးပါမယ်ရှင်ပြီးရင်တော့ကျမတို့နှံ့အောင်မှွေပေးရပါမယ်ကြော်ချက်ချက်မှာဖြစ်တဲ့အတွက်အရှိလေးအနှဲငယ်ထည့်ပေးရပါမယ်နော်တကယ်လို့ကိုကအရင်များများတောက်ချင်နေဆိုရင်တော့များများထည့်လို့ရပါတယ်ဟင်းနုတွေကအရန်နူးညံ့တဲ့အတွက်ကျမတို့အကြာကြီးချက်စရာမလိုပါဘူးเนาะပဇွန်နဲ့ဟင်းနုတွေကထွက်လာတဲ့အချိုတက်နဲ့တင်ကျမတို့ချိုးမုံသုံးစရာမလိုအောင်ချိုးပါတယ်ရှင်ကျမစက်သားမုံတစ်မျိုးတည်းကိုပဲအသုံးပြုထားပါတယ်တကယ်လို့ကိုကဟင်းနုတွေမကြိုက်တဲ့သူဆိုရင်မုံလာပင်ပေါက်ဒါမှမဟုတ်ဘူးညွန့်လည်းအသုံးပြုပြီးတော့ချက်လို့ရပါတယ်เนาะစူပွက်တီအထိကျမတို့တည်ပေးပါမယ်အခုလိုမျိုးပွက်စူလာပြီဆိုရင်တော့ကျမတို့မီးချလို့ရပါပြီရှင်အရန်စားလို့ကောင်းတဲ့ပဇွန်ဟင်းနုနယ်ကြော်ချက်ဟင်းလေးတစ်ခွက်ရပါပြီเนาะလိုက်ချက်စားကြည့်ပါเนาะအရန်စားကောင်းပါတယ်